bao bao cái chuyện hôm mà cái lời vậy cái bên mà là bay luôn ana nhìn thấy hiện lối ở tới đâu không ôi nó thua xe đâu à khá tới lên hôm nhẹ say chúa chẳng đi đâu mà rồi nè say chúa chẳng đi đâu mà rồi nè nhà xin lại quên hoa là nó mong say lại à mẹ ngã già nó mà khuyên hỏi các ngô là lăng nó mêခုဆိုရခြင်းကတော့အာဘောကာယစံရွှေခန္တီကဒီလိုလာပါတယ်အန်ဆရာညီတော်အာနန္ဒာဘောဆိုရဘောဒီပြင်လို့ခေါ်ပါတယ်ဗျာကာဆိုရကာလူရာကြီးရဆိုရရတော်ရရတဲ့ဗျာစံဆိုရမြင့်မြင့်စွာမောင်စခေါ်ရရသံဆိုရခန္တီကနာမြင့်ကိုခေါ်ရရသူတို့တွေဟာရှင်မြတ်စွာဘုရားနဲ့တဏှီတဲ့ဖွားတော်မူတဲ့နေ့လို့ခေါ်ပါတယ်အဲ့ဒီနေ့ရကတောက်ကြနေ့ရလို့ဖြစ်လာရရနဲ့ဒါကြောင့်သိတ္တထလို့ခေါ်ရတယ်ဓာတ်ထဆိုတာကတော့ယောက်ျားတို့အတ္တ28ရက်ကိုမတင်မနဲ့တတ်တဲ့အတွက်ကြောင့်ဓာတ်ထလို့ဒီလိုခေါ်ရတယ်ဒါကြောင့်လောင်ရသိတ္တဖုံးရဥယျာဉ်တော်ထွန်းစင်လုံးအခါကအတိတ်လေးပါမြင်ရဗျာဟိုဥယျာဉ်တော်ရင်တွင်ကျူးတန်စင်လျက်တပင်းရှက်ကူတပင်းမျိုးလို့အထုပ်ပပြောရွှင်နေကြတယ်ဥယျာဉ်ကြီးကြည့်လိုက်တော့ဝါရကဝါကျွေတာကကျွေနဲ့အသစ်တွင်နီးလို့အဟောင်းတွေကျွေကြပြန်တယ်ကွာပေါင်းဆိုင်ရဲ့ဤသူရဲ့ကလေးတွေရဲ့ပုံမမလိုပါပဲကွယ်တဲ့ငါတို့မင်းတို့ခန္ဓာကိုယ်ကလည်းတစ်နေ့နေ့တစ်ချိန်ချင်းကြရင်တော့အသစ်တွေပြောင်းလို့အဟောင်းတွေကျွေကြရလိမ့်မယ်ကွာပေါင်းဆိုင်ရဲ့အဲ့ဒီ
တိတ်တထာနုစဉ်အခါတော့ကတန်ဝေကတရားတွေရပြီးတော့မှတန်ဝေကယူပြီးတော့တောထွက်တဲ့ဘုံတော်ကလေးကြားမယ်ဗျာဥယျာဉ်တော်တခါမောင်လမ်းမောယထာပြင်ကွယ်ဥယျာဉ်တော်တခါမောင်လမ်းမောယထာပြင်ကွယ်တောင်းနာမှာဘုံလည်းမပြေဆုံးကွယ်စခါတောင်းနာမှာဘုံလည်းမပြေဆုံးကွယ်စခါဘုံလည်းမပြေဆုံးကွယ်စခါတောင်းနာမှာဘုံလည်းမပြေဆုံးကွယ်စခါ